ကဲဆရာဒေးဗစ်လာရဲ့တရားဟောချက်တစ်ချက်လောက်ရှူကြပါအောင်အရန်ကိုရင်းနှဲကိုအော်တိုနဲ့ထိသွားတယ်တကယ်ဖခင်ကအတုံးပြိုးတဲ့လူတယောက်ဆိုတာကိုသိတာဘုရားကျောင်းထဲမှာထိုင်တဲ့လူတွေကိုလည်းကြည့်ကြအရန်ကိုခွန်အားယူကြတယ်နော်အဲ့လိုမျိုးဆရာကျွန်တော်တို့ခရီးယန်ထဲမှာရှိနေတာအရန်ကိုကျွန်တော်ကန်ကောင်းတယ်တစ်ချက်လောက်ရှူကြပါငါတို့ခံတဲ့ဒုက္ခတွေကြောင့် तू မကျင်နာနိုင်တဲ့ဖခင်ပေါ့မင်းဒုက္ခရောက်မှာပေါ့ဟမ်မင်းဖခင်နဲ့မှမသွားတာမင်းဒုက္ခရောက်တာနဲတော့နဲသေးတယ်ဆိုတဲ့အဖွဲတွေကဖခင်မပြောဘူးအဲ့ဒါတရုတ်ရှာတွေပဲရှောက်ပြောတာအမှုတော်ဆောင်တွေပဲသူများအရလက်ညှိုးထိုးတတ်တယ်ဖခင်လက်ညှိုးမထိုးဘူးအပြစ်သားကိုအပြစ်တင်တာဖခင်မဟုတ်ဘူးအပြစ်သားကိုအပြစ်တင်တာဘာသာရေးသမားအာမင်ကျွန်တော်မပြောချင်ဘူးဒါပေမဲ့ပြောမယ်အပြစ်သားကိုဘယ်တော့မှအပြစ်မတင်တာကဖခင်မာရွေးနဲ့မိန်းမောက်ခဲနဲ့ပတ်ဖို့လာတာဘာသာရေးသမားမာရွေးနဲ့မိန်းမောက်ခဲနဲ့ပတ်ဖို့လာတာဘာသာရေးသမားအဲ့ဒီမာရွေးနဲ့မိန်းမောက်အပြစ်မတင်ငါလည်းမင်းကိုမစင်ရင်ဘူးလို့ပြောတာကယေရှုအဲ့ဒီယေရှုကတင့်ကိုနားလဲပေးနိုင်ဆုံးမင်းတို့ဘယ်သူမှနားမလဲနေပါစေငါမင်းတို့လက်ဝါးကနေမှအသေးခံပေးခဲ့တာငါကျွန်တော်အဲ့ဒီမြစ်တာကြောင့်ပြောင်းလဲခဲ့တာဗျကျွန်တော်လည်းငယ်တော့ဘောဗျာသူ့ဟာနဲ့သူတော့နည်းနည်းအရှုပ်လေးတွေရှိတာပေါ့ရှုပ်ရှက်လေးတွေနေခဲ့တာပေါ့ဗျာဘာလဲတော့ထပ်မမေးတော့နဲ့ပေါ့ဗျာကိုယ်စားလမ်းလေးတွေနဲ့ပေါ့ဗျာဒီလိုရှိခဲ့ပါတယ်ရှိခဲ့ပြီးတော့ကျေးဇူးတော်ကြောင့်လွတ်မြောက်သွားတယ်ဘယ်သူမှခွင့်မလွတ်ပေမဲ့ဖခင်ရဲ့ခွင့်လွတ်ခြင်းကြောင့်ကျွန်တော်လွတ်မြောက်သွားတာခွင့်လွတ်တော့ကျွန်တော်လွတ်မြောက်တယ်လွတ်မြောက်ပြီးတော့နောက်ဆုံးပြအမှုတော်ဆောင်တော်ဖြစ်တယ်ဗျာအာမင်အမှုတော်ဆောင်ဖြစ်လာပြီ2006ခုနှစ်မှာကျွန်တော်ဩစတြေးလျနိုင်ငံဖိတ်ကြားတယ်အင်္ဂလိပ်ကတလုံးမတက်တဲ့ကောင်က2006မှာဩစတြေးလျဖိတ်တယ်ဆိုအရှမ်းပြောတာတလားလုံးကျေးဇူးတော်ချီးမွမ်းတာအိတ်တောင်မပြောဘူးအဲ့ဒီရဲ့အစီအစဉ်ရဲ့တကယ် main speaker အနေနဲ့ခေါ်ခံထိတာနည်းတော့မှမို့ရှာဖွင့်ပွဲမှာအာရပါရတရားဟောတာခွာတွေရလိုက်ကြတာလူတွေကိုကလည်းသူတို့ခွာရတာတိလေကိုလည်းအာရပါရဟောလေတရက်ပြီးသွားပြီဟာလေလုယာညမှာနိုးထမှုဝါ